အားလုံးပဲမင်္ဂလာခင်ဗျာ30ရက်12လ2025နှစ်ကုန်အတွက်ကျွန်တော်အပင်ရှိ site ကိုပြပြမှာဖြစ်ပါခင်ဗျာနှလုံးပေါင်းခြင်း site ပါခင်ဗျာ3D နှလုံးပေါင်းခြင်း site ဒီ3ရက်9ရက်3ရက်9ရက်ကျွန်တော်တင်မှုတွေနဲ့ကုန်ပေါင်းပါမယ်ခင်ဗျာတင်မှုတွေနဲ့ပေါင်းပါမယ်အပေါင်းတင်မှုတွေနဲ့ပေါင်းမယ်ကျွန်တော်တို့ဒီချိန်ကိုလည်းတင်နဲ့ပေါင်းမယ်နှစ်ချိန်တင်နဲ့ပေါင်းမယ်3ချိန်တင်နဲ့ပေါင်းမယ်4ချိန်တင်နဲ့ပေါင်းမယ်5ချိန်တင်နဲ့ပေါင်းမယ်6ချိန်တင်နဲ့ပေါင်းမယ်9ချိန်တင်နဲ့ပေါင်းမယ်10ချိန်တင်နဲ့ပေါင်းမယ်9ချိန်တင်နဲ့ပေါင်းမယ်10ချိန်10ကတင်နဲ့ပေါင်းမယ်11ခါတင်နဲ့ပေါင်းမယ်12ခါ12ခါလည်းတင်နဲ့ပေါင်းမယ်13ခါလည်းတင်နဲ့ပေါင်းမယ်14ခါလည်းကျွန်တော်တင်နဲ့ပေါင်းမယ်14ခါ15ခါလည်းကျွန်တော်တင်နဲ့ပေါင်းပါမယ်ဒါဆိုတော့ကျွန်တော်3ရက်9ရက်ပေါင်းတော့12တင်နဲ့ပေါင်းတော့73ဆိုတော့ကျွန်တော်ပါဝါယူပါခင်ဗျာအဲဆိုတော့3ဆိုတော့38ဖြစ်ရပါမယ်နှလုံးပေါင်းကြီးအဲဆိုတော့38ဖြစ်အောင်ဆိုတော့3ရက်5ရက်10ဖြစ်ပါတယ်နှလုံးပေါင်းကြီးနောက်တစ်ခါ3ရက်ဒီနေ့ရက်ပေါင်းပါမယ်3ရက်နေ့ပေါင်းတော့5တင်နဲ့ပေါင်းတော့6နှလုံးပေါင်းကြီး6ဒါမှမဟုတ်1ဖြစ်ရပါမယ်အဲဆိုတော့9ရက်နေ့ရက်1ဖြစ်ပါတယ်9ရက်နေ့ရက်1ဖြစ်ပါတယ်နော်နောက်တစ်ခါ3ရက်နေ့ရက်ပေါင်းတော့5ဒီ1မှုတွေနဲ့ပေါင်းတော့6နှလုံးပေါင်းကြီးလည်းကို6တက်ဖြစ်ရပါမယ်6ဒါမှမဟုတ်1ဖြစ်ရပါမယ်အဲဆိုတော့နေ့ရက်4ရက်ပေါင်းတော့နှလုံးပေါင်းကြီး6ဖြစ်ပါတယ်အဲဆိုတော့3ရက်6ရက်9 3ရက်6ရက်9 1နဲ့ပေါင်းတော့10အဲတော့3ညဒါမှမဟုတ်5ဖြစ်ရပါမယ်နှလုံးပေါင်းခြင်း3ညဒါမှမဟုတ်5ဖြစ်မယ်ဆိုတော့3ရက်2ရက်ပေါင်းတော့5ဖြစ်ပါတယ်နောက်က2ရက်4ရက်ပေါင်းတော့6တင်နဲ့ပေါင်းတော့9နှလုံးပေါင်းခြင်း9ဒါမှမဟုတ်2ဖြစ်ရပါမယ်အဲဆိုတော့5ရက်ဒီ2ရက်ပေါင်းတော့9ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီ3ရက်2ရက်ပေါင်းတော့3ရက်2ရက်ပေါင်းတော့5တင်နဲ့ပေါင်းတော့6နှလုံးပေါင်းခြင်း6ဒါမှမဟုတ်1ဖြစ်ရပါမယ်အဲဆိုတော့ဒီ6ရက်ဒီ5ရက်ပေါင်းတော့1နှလုံးပေါင်းခြင်း1ဖြစ်ပါတယ်အဲဆိုတော့ဒီ8ရက်ဒီ9ရက်ပေါင်းတော့3ရက်1ပေါင်းတော့4ဒါမှမဟုတ်ရင်9ဖြစ်ရပါမယ်နှလုံးပေါင်းခြင်း9ဖြစ်ရပါမယ်အဲဆိုတော့3ရက်ဒီ6ရက်နှလုံးပေါင်းခြင်း9ဖြစ်ပါတယ်အဲဆိုတော့ဒီ8ရက်ဒီ6ရက်ဆိုတော့4ရက်1ရက်ပေါင်းတော့5နှလုံးပေါင်းခြင်း5ဒါမှမဟုတ်3ညဖြစ်ရပါမယ်အဲဆိုဒီ6ရက်ဒီ6ရက်4ရက်6ရက်3ည6ရက်3ညနှလုံးပေါင်းခြင်း3ညဖြစ်ပါတယ်အဲဒီ3ရက်ဒီ3ရက်ဒီ6ရက်ပေါင်းတော့9ရက်1ပေါင်းတော့10 3ညဒါမှမဟုတ်5ဖြစ်ရပါမယ်နှလုံးပေါင်းခြင်း
လုံးပေါင်းချင်း3ညဒါမှမဟုတ်5ဖြစ်ရမယ်ဆိုတော့ကျတော့ကျွန်တော်ခွန်ရဲ့8ရဲ့ပေါင်းတော့5ဖြစ်ပါတယ်အဲဆိုတော့ဒီ6ရဲ့ဒီ8ရဲ့ပေါင်းတော့14 sorryဒီ6ရဲ့ဒီ8ရဲ့ပေါင်းတော့14ရဲ့1ရဲ့ပေါင်းတော့15နှလုံးပေါင်းချင်း5ဒါမှမဟုတ်3ညဖြစ်ရပါမယ်အဲဒါ6ရဲ့9ရဲ့ပေါင်းတော့5 9ရဲ့6ရဲ့ပေါင်းတော့လည်း5နှလုံးပေါင်းချင်း5ဖြစ်ပါတယ်အဲဆိုတော့ဒီ9ရဲ့ဒီ6ရဲ့ပေါင်းတော့15 5ရဲ့1ရဲ့ပေါင်းတော့6နှလုံးပေါင်းချင်းက6ဒါမှမဟုတ်1ဖြစ်ရပါမယ်အဲဆိုတော့8ရဲ့ဒီ8ရဲ့ပေါင်းလိုက်လို့ရင်နှလုံးပေါင်းချင်း6ဖြစ်ပါတယ်အဲဆိုတော့ဒီ6ရဲ့ဒီ8ရဲ့ပေါင်းတော့14ဒီ1နဲ့ပေါင်းတော့15နှလုံးပေါင်းချင်း5ဒါမှမဟုတ်3ညဖြစ်ရပါမယ်အဲဆိုတော့1ရဲ့4ရဲ့ပေါင်းတော့1ရဲ့4ရဲ့ပေါင်းတော့5ဖြစ်ပါတယ်နှလုံးပေါင်းချင်းအဲဆိုတော့ဒီ8ရဲ့ဒီ3ရဲ့ပေါင်းတော့8ရဲ့3ရဲ့ပေါင်းတော့73 8ရဲ့5ရဲ့ပေါင်းတော့73 3ရဲ့1ရဲ့ပေါင်းတော့14နှလုံးပေါင်းချင်း4ဒါမှမဟုတ်9ဖြစ်ရပါမယ်အဲဆိုတော့ဒီမဲ့2ရဲ့ပေါင်းတော့နှလုံးပေါင်းချင်း4ဖြစ်ပါတယ်အဲဆိုတော့ဒီ3ရဲ့ဒီ1ရဲ့ဒီ2ရဲ့ပေါင်းတော့3ရဲ့1ပေါင်းတော့4နှလုံးပေါင်းချင်း4 9ဖြစ်ရပါမယ်အဲဆိုတော့အရင်ဘက်ကဒီဥစ္စာ9ရဲ့5ရဲ့ပေါင်းတော့4နှလုံးပေါင်းချင်း4ဖြစ်သွားပါတယ်ဒီတစ်ချိန်2ရဲ့5ရဲ့ပေါင်းတော့ခွန်1နဲ့ပေါင်းတော့8နှလုံးပေါင်းချင်းက8 3ဖြစ်ရပါမယ်အဲဆိုတော့ခုပတ်မှာပေါင်းချင်းက8ဒါမှမဟုတ်ရင်3ဖြစ်ရပါမယ်ဖြစ်မှရပါမယ်နှလုံးပေါင်းချင်းအဲ့ဒါပဲတွေ့လဲဆိုတော့ကျတော့24ချိန်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 ကျွန်တော်တို့24ချိန်30ရက်12လ2025နှစ်ကုန်အတွက်ပါ2025နှစ်ကုန်အတွက်ကနှလုံးပေါင်းခြင်းကနှလုံး3t နော်3t နှလုံးပေါင်းခြင်းကနှလုံးပေါင်းခြင်းက3ဖြစ်မှရပါမယ်83ဖြစ်မှရပါမယ်83နှလုံးပေါင်းခြင်း83ဖြစ်ရပါမယ်ကဲအားလုံးပဲကန်လုံးကြပါသည်နောက်ဆုံးပိတ်နှစ်ကုန်နောက်ဆုံးပိတ်တော့ပါ